2009 ခုနှစ်ကထွက်ရှိခဲ့တဲ့ဂျပန်ဟာသစိတ်ကူးရင်နက်နဲစမ်းကြယ်ရုပ်ရှင်ဖြစ်တဲ့ Sunbow ရဲ့ဇာတ်လမ်းအကျဉ်းကိုပြောပြပေးသွားမှာပါ။ Spoiler တွေပါဝင်တာမို့သတိထားဖတ်ရှုပေးပါဦး။ပထမအဆင့်သင်ယူခြင်း Learning Phase အယောင်အသွေးစုံလင်တဲ့အိပ်စက်ဝတ်စုံဝတ်ဆင်ထားတဲ့ဂျပန်အမျိုးသားတစ်ဦးဟာတကားပြတင်းပေါက်နဲ့အမိုးလည်းမရှိတဲ့အဖြူရောင်အခန်းလွတ်ကြီးထဲမှာနိုးလာပါတယ်။သူဟာနံရံတစ်ခုကိုအနီးကပ်သွားကြည့်တဲ့အခါအမျိုးသားအင်္ဂါပုံစံထူးဆန်းတဲ့အဖူးထွက်လေးတစ်ခုကိုတွေ့လိုက်ရပါတယ်။အဲ့ဒါကိုသူကတိုးထီးကြည့်ပြီးထိပ်ဖျားကိုနှိပ်လိုက်တဲ့အခါကျမ်းပြင်တဲ့နံရံတွေထဲကနေရေမောနေတဲ့ကလေးနတ်မိသူငယ်လေးရာပေါင်းများစွာထွက်လာပါတယ်။သူတို့ဟာခဏလေးပဲနေပြီးပြန်ဝင်သွားကြပေမဲ့သူတို့ရဲ့အင်္ဂါလေးတွေကိုတော့နံရံနဲ့ကျမ်းပြင်တွေမှာခလုတ်တွေဖြစ်ချန်ထားခဲ့ပါတယ်။ဒါဟာသင်ယူခြင်းအဆင့်ပါပဲ။သူဟာအဲ့ဒီခလုတ်တွေကိုတစ်ခုပြီးတစ်ခုစမ်းနှိပ်ကြည့်တဲ့အခါတော်ပုတ်တန်ကနေအိုးကြီးတွေထိအမျိုးမျိုးသောပစ္စည်းတွေအခန်းထဲကိုကျလာပါတယ်။ခလုတ်တစ်ခုတည်းကိုပဲထပ်ခါတလဲလဲနှိပ်ရင်တော့တူညီတဲ့ပစ္စည်းပဲထွက်လာတာမို့သူဟာတူအမြောက်များကိုရရှိသွားပါတယ်။ဒါပေမဲ့နောက်ခလုတ်တစ်ခုကိုနှိပ်မိတဲ့အခါလှဲလေးတစ်စီးထွက်လာပြီးသူ့ခြေထောက်ကိုတိုက်မိတာကြောင့်နာကျင်သွား